လဲကျသွားတာကိုတွေးလိုက်ရတယ်ကျမတို့ချက်ချင်းသူ့ကိုကမ်းပေါ်ကိုဆွဲထုတ်ခဲ့တယ်သူကဒီကျွန်းရဲ့ပိုင်ရှင်ဖြစ်တာကိုသိလိုက်ရတယ်အတိတ်ဘဝမှာသူဟာနှလုံးရောဂါကြောင့်တည်ဆုံးခဲ့တာကိုကျမသတိရသွားတယ်ကျမကချက်ချင်းအရေးပေါ်ဆေးကိုယူပေးဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာအဖိုးကြီးရဲ့လက်ထောက်ကအမြန်ပြေးလာပြီးကျမလက်ထဲရှိဆေးဘူးကိုမြင်ပြီးသူ့ကိုအန်ရပြုတ်မယ်လို့ထင်ခဲ့တယ်ကျမအမြန်ရှင်းပြလိုက်ပြီးကံကောင်းစွာနဲ့အဖိုးကြီးကပြန်လဲသတိဝင်လာပြီးကျမကိုကျေးဇူးတင်ခဲ့ပါတယ်သူကကျမကိုဒေါ်လာ90တန်းပေးမယ်လို့ကမ်းလှမ်းခဲ့ပေမဲ့ကျမညင်းပြီးကျမတို့ကိုဟယ်လီကော်ပတာနဲ့ပြန်ပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့လက်ထောက်ကဟယ်လီကော်ပတာက3ရက်အတွင်းမပြန်လာနိုင်ဘူးလို့ပြောခဲ့တယ်ဒါကြောင့်အဖိုးကြီးကသူ့ကိုကျမအစီအစဉ်တိုင်းလိုက်နာဖို့အမိန့်ပေးခဲ့ပါတယ်မကြခင်ကျမတို့ပစ္စည်းတွေပြင်ဆင်ပြီးလိုင်းကောင်းတစ်ခုတည်းကိုပြောင်းရွှေ့ခဲ့တယ်လက်ထောက်ကမိဖို့အတွက်တစ်သားရှာဖို့ထွက်သွားချိန်မှာကျမရဲ့ချစ်သူနဲ့အကောင်းဆုံးတငယ်ချင်းထပ်မံပေါ်လာတယ်သူတို့ကကျမကိုအယူလိုမေးမြန်းပြီးကျမတို့ကိုကြိုးတုပ်ခဲ့တယ်မထင်မှတ်ပဲကျမတို့ကိုတတ်ဖို့တောင်စီစဉ်နေကြတယ်သူတို့ကဂုံယူစွာနဲ့ရှက်ကိုစောက်မယ်လို့ပြောခဲ့ပေမဲ့သူတို့ရဲ့လုပ်ရက်တွေကတကယ်တော့ကျမတို့ကိုအန်ရကနေလွတ်မြောက်စေခဲ့တာကိုမသိကြဘူးထို့နောက်သူတို့ကမ်းခြေဘက်ကိုပြန်သွားပြီးပျော်ရွှင်စွာအောင်ပွဲခံနေကြတယ်တချို့ကရေထဲမှာကစားနေကြတယ်အဲ့ဒီအချိန်မှာကမ်းခြေပေါ်ရှိလူတွေဤမျက်နှာအယောင်များရုတ်တရက်ပြောင်းလဲသွားတဲ့နောက်တစ်စက္ကန့်မှာတော့အော်တန်ကြီးတစ်ခုပင်လယ်တစ်လျှောက်ပြန့်နှံ့သွားခဲ့ပါ